Hello ညီမလေးတယောက်ကပေါ့နော်အမစားတဲ့ပုံစံအတိုင်းလေးရိုက်ပြပေးပါဦးဆိုလို့အမစားတဲ့ပုံစံကအသားတစ်မျိုးမျိုးရယ်အသီးအရွက်ရယ်အဲ့လိုမျိုးဟင်းရည်ချက်စားတာများတယ်ပေါ့နော်။ဒီနေ့ဟာကကြောပူလှုပ်စားလို့ရတဲ့ပုံစံအစီနဲ့နဲ့လှုပ်စားရတဲ့ပုံစံတွေပဲချက်တာများတယ်။ကိုကြိုက်တဲ့အသီးအရွက်ကြိုက်တာထည့်စားလို့ရတယ်ကိုကြိုက်တဲ့အသားထည့်စားလို့ရတယ်ဘာအသားမှမဟုတ်ဘူးပေါ့နော်ဝက်သားကြက်သားအမဲသားမှမဟုတ်ကိုကြိုက်တဲ့အသားကိုထည့်စားလို့ရတယ်ကိုချောင်တဲ့အသားဆိုရင်ကိုချောင်လိုက်လို့ရတယ်ပေါ့နော်ဥအမျိုးမျိုးလဲစားလို့ရတယ်တကယ်တော့အိမ်မှာချက်စားတဲ့အခါကျရင်ကိုကအငန်စီပြီးတော့အချိုးစားအချိုမုတ်ချက်သားမုတ်အဲ့ဒါတွေကိုကချောချလို့ရတယ်ချော့ပြီးထည့်လို့ရတယ်အပြင်စားတဲ့ခါကျရင်ကိုကဟိုဟာချော့ခိုင်းတရားချော့ခိုင်းလို့မရဘူးသူကအရသာကောင်းအောင်အကုန်လုံးကိုရောပြီးတော့ထည့်ထားတာဖြစ်တဲ့အတွက်ပြန်နှုတ်လို့မရဘူးပေါ့နော်စီလဲနှုတ်လို့မရဘူးသူတို့ကစိန်ထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးအမှန်တကယ်ဆိုငါချောင်းငပီးတို့ကအငန်တက်များတဲ့အတွက်အများများစားလို့မကောင်းပါဘူးဒါပေမဲ့နည်းနည်းလေးစားရင်တော့ကိစ္စမရှိပါဘူးဒီလိုပါအမစားတဲ့ပုံစံသမင်းနဲ့ဟင်းများဟင်းရည်များတောက်ပါတယ်ပြီးတော့ဒီလိုမျိုးအထောင်းတွေငုတ်တီးချက်တွေစားတဲ့ခါကျရင်အတူအမြုပ်များထည့်စားတယ်အဲ့လိုမျိုးပေါ့နော်စားတွေချောထဲတယ်ဒီလိုမျိုးအတုပ်တွေကိုတုပ်စားတယ်တုပ်စားတဲ့ခါကျလို့ရှိရင်လည်းစီထဲတာနဲတယ်စီနည်းပဲထဲတယ်အတီးရွက်များထည့်စားတယ်ပဝင်ပစ္စည်းဆိုလို့ရှိရင်စားအငံလျှော့တယ်ပေါ့နော်ငံပြရည်ဆိုလဲလျှော့တယ်ငံပြရည်ဆိုတစုံအလွန်ဆုံးအဲ့လောက်ပဲထည့်ပါတယ်စွန်းသေးလေးပေါ့နော်ပြီးတော့ဟင်းရည်ဆိုလို့ရှိရင်လည်းကိုချက်တယ်အဲ့လိုမျိုး collagen လေးရတယ်ဒါကတော့အမနေ့လိုက်ခင်းမှစားတဲ့ပုံစံပဲဖြစ်ပါတယ်အရွက်ကတော့အမြဲတမ်းပါတယ်အသားကတော့တစ်ခါတလေပါတယ်တစ်ခါတလေမပါဘူးပေါ့နော်အသားမပါတဲ့ရက်ဆိုရင်ကျက်ဥတို့ပဲတို့အဲ့လိုပါတယ်ပေါ့နော်ဟင်းရည်တွေအမြဲတမ်းပါတယ်မဟင်းရည်တစ်ခွက်ပေါ့နော်ဟင်းရည်အမြဲတမ်းပါတယ်ဒါကျက်သားစုပ်ပြုတ်ချက်သားစုပြုတ်ရယ်ဝက်ချတောက်ရယ်ကြက်ရိုးရယ်ပြုတ်ထားတာပေါ့နော်ဝက်ချတောက်ရယ်ကြက်ရိုးရယ်ပြုတ်ထားသူအစီထွက်လာပေါ့နော်ဒါစီမထည့်ထားပါဘူးနော်ဒါပုံမှန်စားတဲ့ပုံစံဖြစ်ပါတယ်ဒါညုတ်တီးအစိမ်းပေါ့နော်ညုတ်တီးအနီတောင်းရယ်ကြက်တွန်ဖြူရယ်တံမြာတီးရယ်ထောင်းထားတဲ့ဟာပေါ့နော်ရုပ်တီကတော့ရုပ်တီအရန်ကြိုက်လို့ရုပ်တီထောင်းအရန်ကြိုက်လို့ဒီလိုမျိုးစားဖြစ်တယ်ပေါ့နော်ဒါတနက်စားပြီးတော့ဒီမှာတော့တစ်ခွက်ပေါ့နော်လည်းပပတော့မဟုတ်ဘူးပေါ့နော်ဒါတစ်ခွက်ပဲဒါဆိုပြီးတော့ပေါ့နော်ဟိုတနက်စားဒါအဓိကစုပ်ပြုတ်ပေါ့နော်စုပ်ပြုတ်ကတော့လုံးဝမပါမဖြစ်ပဲအယိုးပြုတ်ရည်က collagen လည်းရတဲ့ပြင်ကို protein တက်လည်းကြွယ်ဝတယ်ပေါ့နော်ကျမကဒီလိုပဲချက်စားတာလားဆိုတော့ဒီလိုကိုလည်းအမြဲတမ်းချက်စားပါတယ်ပြီးတော့အပြင်စားဆိုလို့ရှင်တော့တပတ်မှ2ခါလောက်ပဲဝယ်စားရပေါ့မဝယ်စားဘူးမဟုတ်ဘူးလုံးဝမဝယ်စားတာတော့မဟုတ်ဘူးဝယ်စားပါတယ်ဒါပေမဲ့တပတ်မှ2ခါလောက်ပဲချော့စားရတယ်ပေါ့နော်ဒီလိုမျိုးဖြုံပြီးပြုတ်လဲစားတဲ့အတီးအနှံ့တွေအစုံစားပါတယ်အကယ်၍ကျမဒီလိုမျိုးချက်စားတာတွေအသေးစိတ်ကြည့်ရှင်နေဆိုလို့ရှင် Happy Boa Vlog ဆိုပြီးတော့ရိုက်ချပြီးတော့အဲ့ဒီမှာဒါကြည့်လို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ် bye bye